အဲ့လိုဒီနှစ်တွေအကြာကြီးနေလာတဲ့ခါကျတော့စိတ်ခံစားချက်ပြောင်းလဲလာတာမျိုးတွေရှိလားမလာခင်တော့ဟိုဆီယမပြောခဲ့သလိုပေါ့စိတ်ခံခိုင်ထားလို့ပြောခဲ့မှာကိုကမယုံခဲ့ဘူးလေအဲ့တော့ကလေဒီအခုစိတ်အချိန်နေကြတော့တကယ်တမ်းကျတော့စိတ်တွေကပြောင်းလဲလာတယ်လေခါကျတော့လို့အထီးကျန်တာတို့လို့ကိုအပြစ်တင်စိတ်တွေဖြစ်တာတို့အဲ့လိုမျိုးတွေရောရှိလားစိတ်ကတော့ခုနပြောလို့စင်မာကြီးပြောရဲဟာတွေးမိနဲ့တဖြည်းဖြည်းတည်းမှာစင်မာကြီးကိုပြန်ပြီးတော့ထိုင်းအောင်ရှက်ခိုးခြင်းတယ်မှန်လိုက်တာပေါ့နော်အဲ့လိုဖြစ်ပြီးတော့ဒီလိုပါပဲလူကတော့ပြောရရင်တော့သူမကိုကာကွယ်ပေးဖို့လို့စောင့်ရှောက်ပေးဖို့လို့တာဝန်ရှိမနေဘူးကွာကိုမွေးထားတဲ့မိဘကတော့မိဘရဲ့မေတ္တာအရာပေါ့နော်ကိုဒီလိုကြီးစုစောင့်ရှောက်ပေးမယ်ဒီမှာတယောက်တည်းဖြတ်တန်းနေရတဲ့အချိန်ကိုအဲ့တော့အဲ့ချိန်မှာငါ့ကိုဘယ်သူကတော့ဆိုပြီးတော့အဲ့လိုမျောလင်းချက်ကမရှိတော့ခုနောက်ပိုင်းဆိုရင်ဥပမာလူတွေတော့ထင်မှာပေါ့နင်ရတာကောင်းနေတာပဲမော်နော်နေမယ်စိတ်ပူပေါ့ဘာညာပေါ့ဒါပေမဲ့မဟုတ်ကိုကဒီဘက်မှာပျော်သလောက်ပျော်သမျှအပြစ်တင်စိတ်ကနည်းနည်းလေးရှိနေတယ်ပဲကိုပျော်သမျှ100ခိုင်နှုန်းမပျော်နိုင်ဘူးကိုချစ်တဲ့လူနဲ့မျှဝေမှာပျော်ချင်မှုကပို့ပြီးတော့ဟုတ်တယ်အတိတ်ပဲရှိရတယ်နော်အဲ့လိုကြီးမမျှဝေနိုင်တဲ့အခါကျတော့သူ့ဟာအတိတ်ပဲမရှိဘူးသူလိုဖြစ်တဲ့ခံစားချက်တွေရှိတယ်မင်္ဂလာပါ Beyond K Dramas ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲပါကျမတော့ပိုးပါဒီပိုင်းလေးကဘာပိုင်းလေးဖြစ်မလဲပါဒီပိုင်းကတော့ကိုရီးယားမလာခင်မှာပေါ့နော်တရရောက်ကကိုကိုပြောပြစေချင်တဲ့အကြောင်းအရာလေးတွေကိုရီးယားမှာနေမှကိုတကယ်ကြုံတွေ့ခဲ့ရဘူးတဲ့အကြောင်းအရာလေးတွေကိုပြောပြမယ်အပိုင်းလေးပါဟုတ်ပါပြီတကယ်လို့ဒါဒီစကားလေးတွေကြိုသိခဲ့လို့ရှင်ကောင်းမယ်ဆိုတဲ့ဟာလေးဖြစ်မှာပေါ့နော်ဒီပိုင်းလေးကကိုရီးယားမှာမှလည်းနေရကြလာပြီဆိုတော့အခုဒီကိုရီးယားရဲ့ယဉ်ကျေးမှုတွေလူမှုပတ်ဝန်းကျင်တွေအထိုက်လျောက်စွာထားပေါ့နော်ပို့ပြီးတော့နားလည်နေပါပြီအခုချိန်မှာဒါပေမဲ့ကိုယ်နဲ့မကိုက်ညီဘူးလို့ခံစားရတဲ့ဟာမျိုးလေးရှိလားအမကလေတခုကဘာမကိုက်ဘူးလဲဆိုအခုချိန်ထိမကိုက်သေးတာပေါ့နော်သူတို့ကအဆူလိုက်နဲ့နေရတာမျိုးကြိုက်တယ်ဟိုကိုရီးယားလိုခေါ်တော့ဆုကန်ပေါ့နော်တခုခုမှတနေရာမှာပါဝင်နေပြီဆိုမှအဲ့လိုမျိုးငါကဒီအဖွဲ့တွေကလေငါကဒီကလေဆိုတဲ့ဟာမျိုးသူတို့ကတော်တော်အလေးထားတယ်လို့ပြောလို့ရတယ်တချို့ဆိုရင်လိမ့်စာကက်လေးလှုပ်ချင်တာဒါပေမဲ့သူကဘယ်အဖွဲ့ဝင်မှမဟုတ်လို့လုံးလို့မရဘူးဆိုပြီးတော့အဲ့လိုဝမ်းနေတဲ့လူတွေတောင်မှကြုံဘူးတယ်ဟုတ်ဆိုငါကဒီအဖွဲ့ကလေဒီကုမ္ပဏီကလေဒီအဖွဲ့အစည်းကလေပေါ့ကိုအလုပ်လုပ်မနေတောင်မှထားပါတော့ပရာဟိတအဖွဲ့အစည်းရှိမယ်မဟုတ်ရင်ကိုယ်ပိုင်အဖွဲ့အစည်းလေးတွေရှိမယ်နော်အဲ့အဖွဲ့အစည်းလေးတွေကသူပါဝင်ချင်တာအဲ့လိုမျိုးပေါ့နော်အခုခေတ်ဒီ MC တွေပေါ့ငယ်တဲ့လူတွေတော့မဖြစ်တော့ပါဘူးဒါပေမဲ့များသောအားဖြင့်အမားတို့အသက်အရွယ်အထိပေါ့နော်အမားတို့ထက်ကြီးပြီဆိုတော့ပိုဆိုးတာပေါ့အဲ့ဒါလေးကိုနည်းနည်းအားမရဘူးပေါ့နော်ဘာလို့လဲဆိုတော့အမဘယ်မှာဖွဲ့မှာမပါချင်ဘူးလေကိုယ့်ကိုတယောက်တည်းနေပြီးတော့လှုပ်ရှားရှိရလှုပ်မယ်လှုပ်ပြီးရင်ကိုယ့်ကိုလေးနေမယ်အဲ့လိုမျိုးကိုစိတ်ကူးထားတာပေါ့နော်သူတို့အဲ့လိုမဟုတ်ဘူးဒီလိုမျိုး public ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် private NGO တွေပါပဲဖြစ်ဖြစ်တခုခုတော့သူတို့ကပါနေရမှာလေနော်တခုခုရဲ့ကိုယ့်ရဲ့ background လေးတခုခုရှိနေမှာဆိုရဲစိတ်အခန်းရှိကြရတယ်တူတယ်ဟုတ်တယ်ငါဘယ်ကလေဆိုပြီးအဲ့လိုမျိုးပြချင်တာမျိုးပေါ့နော်အဲ့လိုမျိုးဟုတ်ပါပြီအဲ့တော့စချင်းကြုံတွေ့ခဲ့ရလို့ကိုရီးယားနဲ့မြန်မာနဲ့လို့ယဉ်ကျေးမှုကွာခြားတယ်မှာအမှတ်တရလေးရောရှိလားပါတခုရှိတာအကုန်လုံးနဲ့သိကြမှာပါ senior junior relationship ရှိရလीနော်ရုံသွားပြီဆိုတော့ကိုယ့်ရဲ့အထက်အရာရှိပေါ့နော်အရာရှိမဟုတ်ရင်တောင်မှကိုယ့်ကိုတင်ပြပေးမယ်လို့ဆိုတာရှိရကိုကလက်အောက်ကဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်အဲ့ယဉ်ကျေးမှုကသူကအရန်အရေးကြီးတယ်သူတို့စီမှာဘာလို့လဲဆိုတော့ထက်အကြီးဆုံးအရာရှိတွေကဒီလူတယောက်ကိုရုံးကိုအစ်စ်ဝင်လာပြီဆိုလို့ရှိရင်သူမှားတာပဲဖြစ်ဖြစ်သူတခုခုမသိရတာမျိုးတွေပါရှိပြီဆိုလို့ရှိရင်သူ့တန်းမပြောဘူးသူ့ရဲ့ဆုံးဘက်ကိုသွားပြောတာသူတို့ကခါကျတော့အဲ့ဆုံးဘက်ကလည်းသူဒီလူလေးကိုတိတ်ချတင်မှပဲသူစုကံမထိမှာလေခါကျတော့ဆုံးဘက်ကိုကြောက်ရတာနဲ့အဲ့လိုဟူးဘဲကိုပေါ့နော်စီနီယာကိုကြောက်ရတာနဲ့အဲ့လိုဟူးဘဲကနေပြီးတော့စီနီယာကိုလက်ပြောသမျှကိုနားထောင်ရတယ်ဆိုတော့ဟာမျိုးဆိုတာအဲ့လိုမျိုးကဖြစ်လာတာအဲ့လိုမျိုးကကျောင်းမှာလည်းတက္ကသိုလ်မှာလည်းရှိခဲ့တယ်လို့ဟိုမှာလည်းလုပ်ငန်းခွင်မှာလည်းရှိတယ်တက္ကသိုလ်မှာဆိုရင်တကယ်လို့စာတစ်ခုမရခဲ့ဘူးကိုကအဲ့လိုမျိုးနည်းနည်းစိတ်နေရမျိုးပေါ့နော်အဲ့လိုမျိုးတစ်ခုခုအိမ်စာလုပ်တဲ့အခါမှာလိုမျိုးမှားတာပေါ့နော်ဒီကျောင်းအကြောင်းကိုမသိရမျိုးရှိခဲ့မဲဆိုလို့ရှိရင်အဲ့ပေါင်းဝခတွေကနစ်စီနီယာတွေကနင့်မပြောဘူးလားအဲ့လိုပဲမေးတာအဲ့နင်းတခြားမသိဘူးလားဆိုပြီးအဲ့လိုတိတ်မမေးဘူးခါကျတော့စီနီယာတွေမှာလည်းနည်းနည်း pressure ရှိရပါတော့ PR လေးရှိရပါတော့ဒါပေမဲ့ junior အနေနဲ့ကျတော့လည်းမကြိုက်ဘူးလေကိုကိုနော်အဲ့လိုမျိုးတောက်လျှောက်လိုက်ပြီးတော့နော်အဲ့လိုတခုကြီးတောက်ထောက်ကြည့်နေတယ်လို့တောက်ထောက်ကြည့်အဲ့လိုမျိုးပြောနေတာမျိုးじゃမကြိုက်ဘူးလေဒါပေမဲ့အဲ့လိုယဉ်ကျေးမှုကရှိတာပဲကုမ္ပဏီမှာလည်းရှိတယ်တက္ကသိုလ်မှာတုန်းကဆိုလို့ရှိရင်အမ
တော့ဘလို့ပွဲရလာလဲတော့မသိဘူးပေါမောက်ခါကိုတအားပုံကန်တာမှာအဲ့လိုမျိုးပေါမောက်ခါကသူစီနီယာတွေနဲ့တပတ်ကိုတစ်ခါအဲ့လိုမျိုးဆယ်မီနာလိုမျိုးရှိတယ်စာအုပ်ဖတ်ပြီးတော့ဟိုလုပ်တဲ့ဟာပေါ့နော်တစ်ခေါက်ဆိုလို့ရှိရင်အဲ့မှာပေါမောက်ခါတော့မရှိဘူးပေါမောက်ခါအတွက်တစ်ခုခုမွေးနေ့ဝဲဖြစ်ဖြစ်ဘာပွဲဖြစ်ဖြစ်တစ်ခုပြင်ဆင်ကြမယ်ဆိုလို့ရှိရင်အဲ့လိုစီနီယာတွေဂျူနီယာတွေပေါင်းပြီးတော့ပေါ့နော်အဲ့လိုပြင်ဆင်တယ်ဆိုလို့ရှိရင်လေပေါမောက်ခါစိတ်ညိုညင်မှာတအားကြောက်ကြတာသိလားဟိုဟာလှုပ်လိုက်ရင်ကောင်းမလားဒါလှုပ်လိုက်ရင်မကောင်းလားဆိုပြီးလို့အလွန်အကျွံနေစိတ်ပူရတာလေအမနဲ့တူတူရှိတာဂျာမနီရဲ့တငယ်ချင်းတယောက်ရှိတယ်အမတို့နှစ်ယောက်ကဆိုစိတ်တွေညစ်နေတာသိလားအဲ့လိုမျိုးကြီးလဲနော်သူ့ကြိုက်ရင်ကြိုက်မကြိုက်ရင်ကြိုက်ပေါ့နော်လှုပ်ရင်လှုပ်လိုက်ပေါ့နော်အဲ့လိုသူတို့ကလေသူတို့နဲ့နေတဲ့ခါမှာစိတ်ညိုညင်မှာဆိုးတဲ့ခါကျတော့အဲ့လိုမျိုးတွေအဲ့ဂျားထဲမှာဝင်ရတာခတ်တာမျိုးတော့ရှိခဲ့တယ်ထူးထူးခြားခြားကြီးတော့မရှိခဲ့ဘူးအဲ့တက္ကသိုလ်တော့အဲ့ဘဝပေါ့နော်နည်းနည်းကျင်းကျက်ခဲ့တာ ကိုရီးယားစကားပါနွန်းချီမျက်နှာရည်မျက်နှာကဲရန်ချီရအောင်နော်ဟုတ်တယ်အဲ့ဆိုညဲရောခုနကပြောသလိုလူနေမှုစနစ်မှာကိုနဲ့မကြိုက်တာမျိုးရှိခဲ့ဘူးလားအစပိုင်းမှာပဲဘာသာစကားဘာညာမရသေးတဲ့အချိန်ပေါ့နော်အဲ့တော့ကိုလည်းအဲ့လောက်ကြီးစိတ်ဝင်စားတော့မလေးလာပြတ်တာပေါ့မလေးလာပြတ်တော့သူတို့နဲ့လည်းတိတ်ပြီးတော့ရောတော့ဝင်မရှိခဲ့ဘူးကျောင်းတက်တုံးတာပေါ့နောက်ပိုင်းဒီကျောင်းကနေနားပြီးတော့ဒီဘက်လုပ်ငန်းခွင်ရောက်လာတဲ့ခါကျသူ့လိုဖြစ်သွားပါပဲဒီလုပ်ငန်းခွင်ရပဲတင်ပေးသွားတာပေါ့ထူးတလဲကြီးရောဟိုလိုမျိုးတော့မရှိဘူးဒါပေမဲ့အဲ့မသိခင်တော့ကဒီကျောင်းမှာ professor နဲ့ပေါမောက္ခနဲ့ဒီညနေစာစားပွဲတို့ဘာလို့သွားတဲ့အခါမှာမသိဘူးကိုကခုနအမလိုပဲကွာဟိုတခြား senior တွေတို့တခြားဒီကျောင်းသားတွေကဆရာရဲ့မျက်နှာမြင်နေကြည့်ရလေအဲ့လိုမျိုးကြည့်ရကိုကတော့မဟုတ်ထသွားပဲစားပြီးသွားလို့ရှိရင်အဲ့လိုစအောင်မနေဘူးကွာအဲ့လိုမျိုးဟုတ်တယ်အဲ့မှာကိုနဲ့တူတူတငယ်ချင်းတယောက်ရှိရဲသူလည်းနိုင်ငံခြားသားပဲပေါ့နော်သူလည်းအဲ့တိုင်းပဲသူကပို့ဆိုးတယ်အဲ့လိုမျိုးသူကပို့ဆိုးတယ်သူကအဲ့လိုမျိုးဘာမှကိုအဲ့ပတ်ဝန်းကျင်ကိုမကြည့်ဘူးပေါ့နော်မကြည့်ဘဲနဲ့သူလှုပ်ရှားရှိရလှုပ်တယ်ပြီးရင်ထပြီးတော့ထွက်သွားတယ်ပေါ့နော်သူ့အပိုင်းပြီးသွားရင်ပြီးသွားပြီပေါ့နော်အဲ့လိုမျိုးဟိုဘာပဲဖြစ်ဖြစ်ဒီမှာရှိရလေကိုရီးယားရေကြတော့အချင်းချင်းကွာဒီသမင်းစားပြီးလို့ရှိရင်လေတယောက်ပြီးပြီဆိုတာနဲ့မထသေးဘူးကွာဆရာထပြီလားတဲ့ပါအဲ့လိုမျိုးအကုန်တခြားသူတွေကဆရာမဟုတ်တော့ခုနလိုမျိုးစီနီယာတို့ဘာတို့ကအဲ့လိုမျိုးစားနေအောင်ပဲဆိုရင်ကိုကဒီတိုင်းလေးပဲထိုင်ပြီးတော့လက်လေးအောက်ချပြီးတော့အဲ့လိုလေးထိုင်နေရမျိုးရှိရပြီနော်အဲ့ဒါရေအစားမသိဘူးပြီးတော့ကိုရီးယားလိုလည်းမပြောတတ်တော့ရှင်းရော်လေနော်ပြောစရာလည်းမလိုတော့ဘူးဆိုတော့အဲ့တုန်းကလောက်ပါပဲနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ကျွန်တော်ကြိုက်လို့ကြည်တတ်တယ်မျက်နှာမျက်နှာကကြည်တတ်တယ်တခြားသူကဘာသာစကားနားမလဲပေမဲ့ခုနလိုမျိုးအရေးကဲကြည့်ပြီးတော့ဟောသူတို့ကအဲ့လိုမျိုးမထားဘူးအဲ့ဆိုငါလည်းမထားရဘူးပေါ့နော်အဲ့လိုမျိုးတိသွားတဖြည်းဖြည်းနဲ့မှအရင်ကတည်းကအဲ့လိုမျက်နှာရည်မျက်နှာကကြည်တတ်တဲ့အကျင့်ရှိတယ်ဟုတ်တယ်ကြည့်ပြီးတော့မှနေခဲ့ရဆိုခုလုပ်ငန်းခွင်ရောက်တော့လဲအရင်ဟုတ်လို့တချို့ဆိုရှိရလဲလို့အသက်ကြီးရဲ့သူတွေလောက်ဖို့ကိုင်မဲ့တင်များတဲ့ကုမ္ပဏီတို့ပါဆိုအခုချိန်นี้အဲ့ဒီတုန်းကရှေးဦးဆွဲဟွာကြီးကကြံသေးရဲ့ဟုတ်တယ်ကိုယုံကတော့အဲ့လောက်တော့မဟုတ်ဘူးကွာအကောင်လုံးကဒီ30ဝန်းကျင်လေးတွေဆိုတော့လူငယ်တွေပဲဆိုတော့မရှိဘူးဒါပေမဲ့မရှိဘူးဆိုပေမဲ့အပြင်မှာမရှိဘူးဆိုပေမဲ့စိတ်ထဲမှာတော့ရှိရယ်ကွာအဲ့လိုရဝိုင်းတို့ဘာလို့ရောက်လာပြီဆိုရင်သူတို့ကစားတယ်လို့နောက်တယ်လို့နဲ့ကွာငါကဒီမှာဒါရိုက်တာတယောက်ကစကားပြောတာမှနားမထောင်ဘူးလားစားတယ်လို့နောက်တယ်လို့နဲ့ကွာအဲ့လိုပြောရမျိုးရှိရယ်ကွာပုံမှန်ဒီလုပ်ငန်းခွင်မှာဆိုတယောက်နဲ့တယောက်ဒီ nickname ပေါ့တဲ့စကားပြောရင်နာမည်ခေါ်တော့ပါဆိုကျွန်တော်ဆိုနာမည်နဲ့ name ကွာတဲ့အင်္ဂလိပ်နာမည်လားအင်္ဂလိပ်နာမည်နဲ့တော့မဟုတ်ပါဘူးကျွန်တော်ဆိုရဲနာလို့ခေါ်ရကွာရဲနာ name လို့ခေါ်ရကွာနောက်က team name လို့မခေါ်ရဘူးမခေါ်ရအောင်အဲ့လိုမျိုးမရှိဘူးအလုံးဝအကောင်လုံးအဲ့လိုမျိုးဘယ်လိုပြောရမလဲ startup မလို့နဲ့တူတယ်ဟုတ်တယ်အဲ့လိုမျိုးတယောက်နဲ့တယောက်အဲ့လိုမျိုးတော့မရှိဘူးအရင်တော့ဆက်ကျွန်တော်အဲ့အင်္ဂလိပ် name ခေါ်တယ်ဟို Chris တို့ပါတော့အဲ့လိုမျိုးခေါ်တယ်ဟုတ်တယ်အဲ့လိုယဉ်ကျေးမှုရှိရယုံလေးရှိတယ်ဟုတ်တယ်အင်္ဂလိပ်နာမည်တွေနဲ့လေအဲ့လိုဘာလို့လဲဆိုတော့ခုနပြောလို့မျိုးအရင်တော့အဲ့လိုမျိုးယာဒူးနဲ့ခေါ်တာတွေပါရအရင်တော့ကိုရီးယားမှာရှိရလေအဲ့လိုဆိုရင်နည်းနည်းဟိုအချင်းချင်းကခုနဂျားထဲမှာတခုခုတိုင်းကထားတယ်လို့ဖြစ်နေမှာဆိုလို့နာမည်ပဲခေါ်မယ်ပေါ့နော်အဲ့စကျွန်တော်အဲ့လိုအင်္ဂလိပ်လို့ခေါ်တော့အဲ့မှာကြီးစင်တာကဘာလဲဆိုတော့အချင်းချင်းဒီကုမ္ပဏီထဲမှာအဆင်ပြေအပြေးမှာတခြားကုမ္ပဏီနဲ့တားပြောတဲ့အခါမှာရုပ်တရက်ကြီးကွာ Chris တို့ဘာလို့တော့ခေါ်ရင်တစ်ဖက်ကအဲ့လိုမျိုးသိရဟုတ်လားJane တို့အဲ့လိုမျိုးဖြစ်သွားတယ်အဲ့လိုပါကိုယ့်လေးစကားကအိမ်နာမည်လည်းမဟုတ်ဘူးအဲ့ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုယ့်အဲမှာတော့အဆင်ပြေပေမဲ့အပြင်သွားရတဲ့အခါမှာ presentation ဘာညာလုပ်ရတဲ့အခါအဲ့လိုချိန်မှာအချင်းချင်းခေါ်တော့အဆင်မပြေတော့ဟိုအဲ့ကြတော့ထပ်ပြီးတော့ယာရူးနဲ့ခေါ်မယ်ဆိုရင်ကြလေအဲ့ချိန်ကြတော့မှာကွာဘယ်လိုပြောမလဲထူးဆန်းညာအချင်းချင်းအသားမကြဘူးလေတစ်ချိန်လုံးဒီ nickname ခေါ်ရအနေအဲ့လိုမျိုးဖြစ်လာတော့နောက်ပိုင်းကျတော့ nickname မဟုတ်တော့ဘဲနဲ့ဒီကိုရီးယားနာမည်မှာနောက်ကနေ
momo name ပေါ့နော်အဲ့လိုကျွန်တော်ဆိုရင်ရဲနာ name အဲ့လိုပဲတခြားဟာနောက်ကဟိုမရှိရောညသာစားဝဲပါတော့အဲ့လိုမျိုးပေါ်လာတဲ့ပါအပေါ်ရမှာတော့မရှိဘူးရုပ်တရက်ကြီးကအဲ့ကြတော့မှချက်ချင်း तू က director ဆိုပြီးတော့ဖြစ်သွားအစားတော့ဗာရုံထဲမှာတဲ့မှာဒီ nickname ပဲခေါ်နေနေရဲနာ name တဲ့မှာ momo name ပေါ့နော်အဲ့လိုခေါ်နေရနေပြီးတော့ရုပ်တရက်ကြီးကဟိုပတ်စံထုတ်ရှင်ရတော့အချိန်တော့ပါဆိုရင်ကျွန်တော်လာပြီး Tim Channing ချောင်းမော်ကိုစမီတာအဲ့လိုမျိုးကွာစားကောင်းကောင်းစားလိုက်ပါအဲ့စားတယ်လို့စားတယ်လို့နောက်တယ်လို့ပါတရားမှာဒါပေမဲ့လည်းအဲ့ချိန်ကျသူတို့အဲ့လိုမျိုးကွာအရင်တော့ကာချာပေါ့နော်ရင်ကျေးမှုနဲ့အဲ့လိုစားတယ်လို့မျိုးကွာအကြီးဆိုတော့ကိုကရှင်းရတာပေါ့နော်အဲ့လိုမျိုးရှိရတခါလေးကျရင်ကျွန်တော်တို့လည်းမရှင်းချင်ဘူးနော်ကိုထက်အကြီးကဒေဗျူလို့ပါပဲရှိပါဆိုတော့ထမင်းစားပြီးသွားပြီဆိုရင်အဲ့လိုအရေးကဲကြည့်ပြီးတော့ဒေဗျူ name ချဖို့ကစမီတော့သူကမရတော့ဘူးသူထုတ်ရှင်ရတော့ဟာတာပါဒီလိုပြောစရာဟာနော်ဟုတ်တယ်ဒေဗျူ name နေပါလေလူကြီးတွေဆိုလဲနေရတော့ကြက်မှာနော်ဟိုငါဒန်းတူဖြစ်အောင်လဲပေါင်းရမယ်ဒါမဲ့အလုံးဝဒန်းတူကြီးပေါင်းလိုက်ရင်လည်းအလောက်ကမဖြစ်တော့ဘူးလေမပြီးတော့ဘူးလေနော်တငယ်ချင်းတို့ကြီးလို့ကျောင်းက group project လို့တွားလုပ်လို့လည်းမရဘူးအမတငယ်ချင်းရဲ့ company ဆိုရင်သူကကောင်းတယ်သူကကိုရီးယား company တော့မဟုတ်ဘူးဒီဟိုကဂျာမနီကလာဖွင့်တဲ့ company ပေါ့နော်ဘာလောက်တာလဲတော့အတိအကျတော့မမေးမိဘူးချင်းချင်းနေဆိုမသိဘူးကိုသူပြောပြလဲကိုကနားမလဲတော့သူတို့ company မှာဆိုရင်တော့အဲ့လိုမျိုးpartner name လို့ပဲခေါ်ကြတယ် partner name နာမည်တော့မခေါ်ဘူးလူတိုင်းကို partner name အဲ့လိုပဲခေါ်တယ်လို့ပြောတယ်ပါတနာပေါ့နော်ချင်းချင်းကတော့ပါတနာအဲ့လိုတော့အများကြီးတော့ပြောင်းလာပြီမယ်နည်းနည်းတော့ရဲပြောသလိုစိတ်ထဲမှာလို့အတွင်းထဲမှာကြံနေတယ်ရိုးထဲမှာလို့ကြံနေတာရှိတဲ့ခါကျတော့အဲ့အမျိုးလေးတွေကအခုချိန်ထိတောင်နည်းနည်းချင်းကျက်တယ်လို့ခံစားရတယ်သူတို့လည်းပျောက်မယ်ဆိုရင်ပျောက်တော့မပျောက်ပါဘူးမပျောက်ပါဘူးမပျောက်ပါဘူးတနိုင်ငံလုံးကြီးမြေလှန်လို့မှမရတာကြီးနော်မြေလှန်ပြီးတော့အသက်ပြန်စောက်တည်လို့မှမရသေးရဆိုတော့ဖြည်းဖြည်းချင်းသွားရမှာပေါ့ဒါပေမဲ့အခုနောက်ပိုင်းကြီးလာတဲ့လူငယ်လေးတွေဟိုအသက်ကြီးလာတဲ့အရွယ်ရောက်ရင်တော့မပြောတတ်ဘူးပြောင်းရင်လည်းပြောင်းလဲတာပေါ့နော်မျောလင့်ရတာပေါ့ပြီးတော့ဒီကိုရီးယားမှာပေါ့နော်ပြည့်ရည်စံကာလဒီ honeymoon ကာလဘယ်တော့ကုန်သွားလဲကျောင်းတက်တော့နောက်ဆုံးပဲပြည့်ရည်စံကာလပေါ့နော်ကျောင်းကဒီ3နှစ်တော့တက်ခဲ့လိုက်တယ်ပေါ့နော်ဒီ graduate school တက်တော့ကအဲ့မတိုင်ခင်ကဒီအစိုးရprogram နဲ့လာခဲ့တဲ့4လရှိရပေါ့နော်အဲတော့ကတော့အစစရဲ့အကုန်လုံးအစိုးရအထောက်ပံ့ဒီကိုရီးယားအစိုးရပေါ့နော်ကိုရီးယားအစိုးရအထောက်ပံ့နဲ့လာဆိုတော့အကုန်လုံးအဆင်ပြေရကွာအဲ့တော့တလားမုံဘိုးရလည်းရတယ်ဒီတစ်ပတ်လည်းရှောက်သွားနေရတယ်အဲတော့ကတော့ဒါဒီခုနပြောလို့ပြားရည်စံကာလာပေါ့ဘာမှစိတ်ထဲမှာအပူပင်မရှိဘူးပေါ့နော်တလားပတ်စံအချိန်တန်လို့ရှိရင်ဘန်ကောင်နဲ့သူကသူဝင်နေအောင်အဲ့တော့စားလေးလောက်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒါကိုယုံပြီးတော့နောက်တစ်ခါကိုဟာကိုစကောလာယူပြီးတော့လာတဲ့အခါမှာအဲ့မှာတွေ့ရတာပဲနှစ်ဖူးတွေတူတွေပေါ့နော်အဲ့တော့မသွားခင်ကအဲ့မြန်မာပြည်ကဆရာမမှားလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဆရာမကြီးကမှားလိုက်တယ်အဲ့မှာကျွန်တော်ကအရန်ကိုဒီကိုရီးယားကိုကောင်းကြောင်းနေပြောတာကိုကိုကြုံခဲ့တဲ့ဟာတွေပေါ့နော်ပြီးတော့ဒီဆရာကဘယ်လိုမျိုးပေါ့နော်အရန်ကိုနှွေးထွေးတာတဲ့စကားပြောရင်ချိုလေးပါညာပါလားအဲ့ပြောဆရာမကြီးကဘာပြောလဲဆိုတော့စိတ်ကိုကြိုးပြင်းသွားပါတော့တခြားဘာမှမလိုဘူးပေါ့နော်ဒီနိုင်ငံခြားကိုသွားပြီးပညာတော့သင်သွားတယ်ဆိုတာတဲ့စိတ်ခိုင်မှုကအဓိကပေါ့နော်အဲ့လိုမျိုးစိတ်ကိုပဲကြိုးပြင်းသွားပါဆိုဆရာမကြီးကပြုံးပြီးပြောတော့အဲ့တော့ဆရာမဟိုတော့မှစိတ်ထဲကနေပါအပြည့်မပြောရဲဘူးပေါ့ကိုဆရာမကြီးဆိုတော့စိတ်ထဲကနေပါဒီချက်ဟိုဖြစ်လို့ပေါ့နော်ရပါတယ်ပေါ့ဘာစိတ်ပူနေတာလဲပေါ့စိတ်ပူနေတာလဲရပါတယ်ပေါ့ဘာမှဖြစ်ပါဘူးပေါ့တကယ်တမ်းဒီရောက်လာတော့အဲ့မှာစပြီးတော့ခုနပြောလို့ဘာသာစကားကလိုရယ်ပေါ့နော်လိုရယ်ဆိုအဲ့မှာစပြီးတော့ခံစားမိတာဘာလဲဆိုတော့ကိုကသူတေသနာကန်ထဲမှာကိုနဲ့တူတူလုပ်တဲ့သူက73ယောက်ရှိတယ်73ယောက်ထဲမှာကိုတယောက်တည်းပဲနိုင်ငံခြားသားဆိုတဲ့ခါကျတော့ကျန်တဲ့သူတွေနေကကိုရီးယားလိုပြောရပါတော့ဒီအင်္ဂလိပ်လိုပြောလို့သူတို့ကမရလားဆိုတော့မဟုတ်ရတယ်ဒါပေမဲ့အရင်ကြီးဒီစကားတွေကမပေါက်ဘူးကွာဒီလားဟိုကိုလည်းဒီဟာကအင်္ဂလိပ်ကမိခင်ဘာသာစကားမဟုတ်ဘူးသူတို့လည်းဒါကဒီမိခင်ဘာသာစကားမဟုတ်ဘူးလေကိုကလိုက်ပြီးတော့သူတို့နိုင်ငံမှာနေရတော့သူတို့မိခင်ဘာသာစကားလိုက်ပြောနိုင်တော့အဲ့ကောင်ကပိုကောင်းခဲ့မှာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ရနေစပြီးတော့အဲ့ဘာသာစကားမရတော့ဒီနားလည်မှုတွေလွဲပေါ့နော်အဲ့လိုမျိုးကိုကအမြင်သူ့အမြင်အဲ့လိုမျိုးဖြစ်ပြီးတော့အဲ့မှာတနေ့နှစ်လောက်ပြင်ပန်းခဲ့ရအောင်เนาะ master ပြီးကန်နေထိအဲ့ပြီးတော့မှဒီ PhD စတတ်တော့လဲကျောင်းနေကြမှာเนาะရက်ဖြစ်သွားပါเนาะအဲ့ဟာတွေစိတ်တွေဖြစ်လာတဲ့ခါကျတော့ခုနပြောရဲ
ပြားရည်စံကဆိုတာဘာမှန်းတော့မသိတော့အဲ့ချိန်မှာအကုန်လုံးကဒီတစ်ဖက်မှာကိုကမပြည့်ရည်များနေရောဘာသာစကားလည်းဖြည့်ရတယ်တစ်ဖက်မှာဒီလုပ်ငန်းခွင်မှာဝင်ဖို့အတွက်ကြိုပြီးတော့ပြင်ရတယ်လေနော်ကိုကသူတို့နိုင်ငံသားမဟုတ်တော့အလုပ်လျှောက်တာအစနိုင်ငံခြားသားအနေနဲ့လျှောက်ရပြတော့ပို့တိုးရပါတော့နော်တိုးရတော့အဲ့လိုမျိုးတွေပေါ့ပြင်ဖို့တွေဖြည့်နေနေအဲ့ချိန်မှာကဘာမှမသိတော့တကယ်ဘဝထဲကိုရောက်သွားတယ်လို့ခံစားဟုတ်တယ်အဲ့ဆိုအမလည်းနည်းနည်းတော့စင်တယ်ဟိုအမလည်း scholarship ရနေတာ2နှစ်ပေါ့နော်အဲ့2နှစ်ထီတော့လုံးဝပြည့်ရည်စမ်းပဲဟုတ်တယ်ပြောလို့စားစင်လဲငွေရဝင်နေတာဆိုတော့ဘာမှရှာကြလည်းမလို့ပြီးရင်master လည်းတက်တာဆိုတော့ master တစ်ပတ်ကိုအတန်း3-4တန်းလောက်ပဲရှိရဆိုတော့ကျန်တဲ့အချိန်တွေအားနာလေအားနေတော့ကိုယ့်ကိုရှောက်လဲလှုပ်ချင်တာလှုပ်အဲ့လိုဖြစ်ခဲ့တာပေါ့နော်အဲ့ဒါကျတော့အဲ့ချိန်ကတော့ပျော်ခဲ့တယ်တကယ်ချင်းနေလည်းတွေ့ပြည့်စံခီကုံသွားတာတော့အဲ့နှစ်ဖူးတွေ့တဲ့အဲ့အလုံးစရှာရတဲ့အခါမျိုးမှာပေါ့နော်ကိုကြိုလဲပြင်မထားမိဘူးဟိုအလုံးရလောက်မှာပါဆိုပြီးတော့လေအဲ့လိုမျိုးအဲ့လိုပေါ့ပဲတွေးခဲ့တာပေါ့နော်ဒါပေမဲ့တကယ်နှစ်ဖူးတွေ့တဲ့အခါမှာတော့အမကကျတော့နှစ်မျိုးဖြစ်နေတာပေါ့နော်ကိုလိုကန်လည်းကိုရီးယားဘာသာစကားနဲ့ပြီးထားတဲ့အတွက်အဲ့လိုစကားပြန်လုပ်တယ်ဆိုရင်လုပ်လို့တော့ရတယ်ဒါပေမဲ့အမ master ကိုကြတော့တခြားမီဒီယာနဲ့ပတ်သက်တာကိုယူထားတာဖြစ်တဲ့အတွက်ကိုကလည်းကြည့်ရမယ်လေဒီနှစ်ခုတွေကကိုကဘယ်ဟာကိုရေးရှိသွားမလဲဆိုပြီးတော့ရွေးရတဲ့ခက်စားချက်เนาะအဲ့ချိန်ခက်စားချက်လည်းရှိသေးတယ်အဲ့ဟာနည်းနည်းအဲ့တော့အမနည်းနည်းပိုင်နိုင်တာအမကိုရီးယားစာကပိုင်နိုင်နေပြီလေဒါပေမဲ့ဒီမီဒီယာပိုင်းနဲ့ပတ်သက်တဲ့အခါကျတော့ဒီကိုရီးယားတွေနဲ့ရှင်ပြီးတိုးဖို့ကနည်းနည်းကြောက်တာလည်းပါတယ်ပေါ့နော်လို့ရင်တော့ရပါတယ်ဒါပေမဲ့အဲ့တော့ကျတော့ပျော်ပျော်လေးနေခဲ့ရတာနေမှာတကယ်နဖူးတွေ့လို့တော့ကိုကဖြည်းဖြည်းချင်းစိတ်အေးလေအေးနဲ့မဟုတ်ဘူးနဲ့ပြရတဲ့ခက်ပြီးကိုရှောက်ချင်တာရမ်းပြီးရှောက်လိုက်ရောနော်ရှောက်တဲ့အခါကျတော့ကိုရေချေတော့မလုပ်ချင်တဲ့အလုပ်တွေလည်းလုပ်ခဲ့ရတာမျိုးလည်းရှိတာပေါ့နော်အဲ့အချိန်မျိုးကတော့တော်တော်ပြည့်ရည်စံခီကုံသွားပြီးတော့လေတော်တော်ပင်ပန်းခဲ့ရတယ်ဒါတောင်မှကိုရီးယားရဲလိုမျိုးဘာသာစကားအခက်ခဲလည်းမရှိခဲ့ဘူးနော်အဲ့ဒါတောင်မှပဲနည်းနည်းလုပ်ငန်းခွင်ကိုသူတို့နဲ့ရှင်ပြီးတိုးဖို့ဆိုတော့နည်းနည်းခက်ခဲခဲ့တယ်အမမေဂျာကြောင့်လည်းဖြစ်မယ်ထင်တယ်တကယ်မဟုတ်ပါဘူးမ ID နဲ့ဆိုရင်လည်းတိုးရတာပဲလိုကတော့လိုနေတာဒီ ID နဲ့ပတ်သက်တဲ့လူရဒီ market ထဲမှာဒီဈေးကွက်ထဲမှာလိုနေရဆိုပေမဲ့တူပါပဲဘယ်နေရာမှာမဆိုကိုယ့်ရဲ့ကျွန်တော်ရဲ့နေပယ်မို့လို့ပြောရမှာမဟုတ်ဘာလဲဆိုတော့ဒီတီးခံရတယ်တယ်မလားဟိုဆချင်းဟိုအလောက်စဝင်တာနဲ့အကျိုးအတွက်ပဲကြည့်လို့မရဘူးလေနော်တခါလေးရှိရယ်ကွာကိုကဘာမှ performance ကမပြနိုင်တယ်ကိုလောက်ဆောင်ချက်ကဘာလဲဆိုတော့မပြနိုင်သေးတဲ့အချိန်မှာငါ့ကိုရုံကတော့ဒါမပေးဘူးလားတော့သိရမလားဒီလိုမျိုးပေးရမှာလေသူများရုံနေမှာဆိုဒီလိုကြီးသွားပြီးတော့ပြောလို့မရဘူးဟုတ်တယ်ကိုကအရင်ဆုံးကိုကဘာဆိုတာတက်တည်အရင်ပြရသေးတယ်ဒါကဘယ်နေရာမှာမဆိုအဲ့တိုင်းပဲကွာပြီးတော့ကျွန်တော်တို့ feature ဘာလဲဆိုတော့ခုနပြောလို့အပြိုင်ဆိုင်အရင်များတယ်အပြိုင်ဆိုင်များရဲဆိုတာနီးပညာပြောင်းရလေပြောင်းတာနဲ့အများကွာလိုက်ပြီးတော့ခက်နဲ့အညီလိုက်ပြီးတော့ပြောင်းရတာပေါ့နော်ဆိုတော့ထားပါအရင်တော့ကဒီလောက်ခဲ့နီးပညာကြီးရှိမယ်အခုနောက်ပိုင်း AI ဆိုပြီးဖြစ်လာအဲ့တော့အကုန်လုံး AI ကိုထည့်ပြီးတော့ပေါင်းရတော့မယ်ဆိုမှကွာလိုက်ပြီးတော့ဒီ AI ကိုသိနေမှရတော့မှာပြန်ပြီးတော့ဒါကိုဘယ်လိုမျိုးကိုယ့်ရဲ့တကူရှိပြီးသား system ထဲမှာပေါင်းထည့်မလဲပေါင်းကူမလဲပေါ့နော်ဘယ်လိုမျိုးဒီ AI ကိုသုံးပြီးတော့ငါတို့ system ကိုပို့ပြီးတော့ကောင်းအောင်လုပ်မလဲအဲ့လိုတွေလုပ်ရတော့မှာပေါ့နော်အရင်ကောင်းမှပြီးတော့မလုပ်ချင်ဘူးသိရမလားပြီးတော့အဲ့ချိန်မှာရှိရလေလူကအသားမကျတဲ့အခါမှာပင်ပန်းတယ်ကွာအစ်စ်ကိုလေးလာရဖြစ်တဲ့အတွက်အဲ့ချိန်မှာတော်တော်များများကဒီကြည်ရပါဘောနော်ခြားထဲမှာအားလျော့ပြီးတော့ထွက်ပြေးသွားကြတဲ့သူတွေများတယ်ပေါ့နော်အဲ့ဒီမှာတော်တော်များများနိုင်ငံခြားသားတွေပုံများတယ်ပေါ့နော်နိုင်ငံခြားသားတွေများသူတို့ထွက်မပြေးဘူးဆိုတဲ့အချိန်ကတစ်ချိန်ပဲก็ဗီဇာအကြောင်းမို့လို့ဗီဇာအကြောင်းမို့လို့ဗီဇာအကြောင်းမို့လို့တို့နေကြရတယ်ပေါ့နော်နေကြတဲ့အချိန်အဲ့ချိန်ပဲရှိတာအဲ့ကပြီးွားပြီဆိုတာ ਨੇ ထွက်ပြေးကြရင်းရှိတော့မနေကြဘူးဆိုတော့ပေါ့နော်အဲ့လိုမျိုးအဲ့တော့အဲ့လိုတွေကအရင် history ရရှိနေကြတဲ့ခါကျတော့ဂျုံနေအနေနဲ့လဲလူရှာတဲ့အခါမှာနည်းနည်းကြောက်တယ်ကွာနိုင်ငံခြားသားဆိုတိတ်ပြီးတော့နိုင်ငံကျင်တဲ့ပုံစံမျိုးအဲ့လိုကနည်းနည်းတို့ကိုဘယ်ဟာနဲ့ချုပ်ထားလို့ရမလဲသိပါအဲ့လိုချုပ်เสียရှိရဲ့သူလောက်ကိုပဲခန့်ကျင်ကြတာဒါကတော့တုံးနဲ့တူအပြန်လန်မြစ်တာလို့ကျွန်တော်ကတော့ထင်တာပဲတစ်ဖက်ကတွေးကျင်တော့ဒါစီးပွားရေးအရာကွာဒီကုမ္ပဏီကလည်းစီးပွားဖြစ်ကိုလည်းဗီဇာရတာကောင်းပါတယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ဟိုအဲ့ဒါနေပြီးတော့တယောက်နဲ့တယောက်ယုံကြည်မှုရပါရင်တော့ဒါအကောင်းဆုံးပေါ့နော်မဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ခြားရမှာအဲ့လိုခေါ်အကွဲကွဲပြဲပြဲတွေဖြစ်တယ်မှာအဲ့လိုမျိုးတွေဖြစ်တော့စိတ်မကောင်းစရာဖြစ်သွားတာပေါ့ကုမ္ပဏီဘက်ကကြည့်ရင်လည်းဒါကတော့လဲပါတယ်နော်သူတို့ဘာလို့လုပ်တယ်ဆိုတာလေအဲ့အခုအမကိုရောနိုင်ငံသားတယောက်လိုမျိုးခံစားနေရတော့လားအရင်တော့ထက်ရောခံစားရရကြော့သွားပြီလားနိုင်ငံသားလို့ခံစားနေရတော့မယ်
အခုဒီဒါရိုက်ဖို့လာတဲ့လမ်းမှာတောင်မှတက္ကစီစီးလို့ရှိရင်လေတက်စီဦးလေးတွေကနိုင်ငံခြားသားလားအဲ့လိုတန်းမိတာဒီစိုးမမို့လို့လာတော့မသိဘူးနှစ်ခါရှိပြီစိုးမနှစ်ခါလုံးနိုင်ငံခြားသားလားပဲမိတာအမဂျုံကျူမှာနေလို့ရှိရင်လေဂျုံကျူကတက္ကစီသမားတွေကဘာမှမမေးဘူးစကားကိုတခုမှမပြောဘူးဒီကဟိုတက်စီမောင်းတာမကြသေးလို့အဲ့လိုစိတ်ဝင်စားလို့အဲ့လိုလူတွေလားတော့မသိဘူးလေမောင်းတာမကြသေးတော့လေကိုလာတဲ့ဆက်ဆူတာပေါ့အဲ့တဲ့တိုင်းဆက်ဆူလို့လားမသိဘူးဂျုံကျူမှာတော့ခါမှမမေးပါဘူးဘယ်တော့မှလည်းပဲမေးခံရဘူးတဲ့ဒါပဲအဲ့လောက်ပဲပေါ့နော်နိုင်ငံခြားသားလို့ဘလို့ဘယ်ချိန်တွေမှာခံစားရလဲဆိုရင်အဲ့လိုကိုနိုင်ငံခြားသားလားလို့မေးတဲ့အချိန်မှာခံစားရတယ်ကိုကမခံစားခြင်းပဲဒီတိုင်းမသိတဲ့မသိပါတာနေနေတော့မှသူတို့မေးနေကြတာပဲခုချိန်အထိတော့မလို့ထူးဆန်းတယ်လို့ထင်နေကြတော့မဲအဲ့ပြင်လာပြီးသူမေးခွန်းတွေကသိအောင်နိုင်ငံခြားသားလားနိုင်ငံခြားနဲ့ယူထားပြီးလားဟောဘာလုံးမှလဲဒီမှာဆက်နေဦးမလားဟိုအမိနိုင်ငံရောပြန်ပြက်လားအဲ့လိုမျိုးကြီးကြတော့လေကိုထိန်းပြီးတော့နေရတဲ့စိတ်တွေတောင်မှခါလီပြိုကျသွားတာမျိုးတွေရှိရသေးလားကိုငါဒီလိုပါလားဆိုယူပြန်တတိယသွားတယ်မလားငါဒီများနိုင်ငံမှာအဲ့လိုနိုင်ငံခြားသားနေရတဲ့လူပါလားဆိုတော့သူတို့ပြန်ပြီးတော့အတိပေးသလိုဖြစ်သွားတဲ့အချိန်တွေရှိတယ်အဲ့လိုမျိုးသူတို့လာမေးတဲ့အချိန်မှာပေါ့နော်ဒါပေမဲ့ဟိုကိုချစ်တဲ့တငယ်ချင်းတွေနဲ့ကိုနိုင်ငံခြားသားဘယ်နိုင်ငံသားလို့မတတ်မှတ်ဘဲနဲ့လူလိုပဲတတ်မှတ်ပြီးတော့ခင်တဲ့တငယ်ချင်းတွေပတ်ဝန်းကျင်မှာရှိတဲ့အချိန်ကြတော့လေအဲ့လိုမေ့သွားတယ်အဲ့လိုဟုတ်ပါပြီရောအဲ့လိုအချိန်တွေရှိလားကျွန်တော်ဘယ်ချိန်တုန်းကမှကိုဒီနိုင်ငံခြားသားမဟုတ်ဘူးလို့မတွေးဘူးပေါ့ဟိုဘာဖြစ်ဒါသူများနိုင်ငံလာနေရတာပဲပေါ့နော်အဲ့စိတ်ကအမြဲရှိရပြီးတော့အဲ့လိုမျိုးကိုကြောင်တည်ရမလားဟိုသူတို့ကလည်းကိုအချင်းမြင်မသိရအောင်ပေါ့နော်ကိုကလည်းသူတို့မျက်လုံးထဲမှာမျက်စိစပ်ပုံမျိုးစူးနေအောင်မနေတတ်တဲ့ type ဆိုရခါကြတော့ဘာလဲဆိုတော့အဲ့ဒီຢာကနေကမြန်မာမို့လို့ဆိုရဟာမျိုးအပြောမခံကြတာမြန်မာရဒီလိုပဲလားအဲ့လိုမျိုးပြောခံရမှာစိုးတာပေါ့နော်အဲ့ချာအဲ့လိုမျိုးကိုထိန်းတယ်စိတ်အားဖြင့်ရောအပြုတ်မှုအားဖြင့်ရောအခုဘာနဲ့မှအဲ့လိုမျိုးမမအောင်နေရဘာလို့လဲဆိုတော့ကျွန်တော်ခံစားချက်ပါဒါတကူကြီးခံစားချက်ပါဘာဖြစ်ဖြစ်တယောက်ချင်းစီကဒီသူများနိုင်ငံကိုလာပြီဆိုကြတဲ့ကလူနာမည်ဆိုတာချက်ချင်းမမှတ်မိဘူးဟိုမိတ်ဆွေအတစ်တယောက်နဲ့ဒီကိုရီးယားနေပဲတွားတွေ့ရပဲဖြစ်ဖြစ်တော့ရဲနိုင်မှာသူကမြန်မာလေးဆိုလို့ရှိရင်နာမည်ကိုမှမေးချင်မှမှတ်မိရမြန်မာအကောင့်လေးနေအောင်မှလုပ်သေးလားမြန်မာနေတကယ်ချင်းဟိုတခါလာမြန်မာအကောင့်လေးအဲ့လိုပဲပြောချတာလေဟုတ်တယ်မလားအမခုနပြောရတဲ့မှာလည်းပါသွားတယ်အမဂျာမနီကတကယ်ချင်းလေတည်ရမလားသူ့နာမည်ကနောက်မှာကွာဟုတ်တယ်ဒီနိုင်ငံနဲ့အရင်ပြောပြီးတော့တွဲတည်ရပါတော့အဲ့ဒီအချိန်မှာကိုကတခုခုမှားသွားပဲဖြစ်သွားလို့ရှိရင်ခုနပြောလို့မျိုးဟာယူကျွန်တော်အဖြစ်မခံနိုင်အဲ့ဒီစိတ်ကအခုချိန်ကြီးရှိရခါကျတော့ခုနမျိုးပဲကိုကတော့နိုင်ငံခြားသားလူအမြဲတွေးပြီးတော့နေရပါတော့သူတို့မတတ်မှတ်တော့ကိုကတွေးမိနေဒီမှာအကြာကြီးနေပဲဆိုပေမဲ့လည်းကိုယ့်ရဲ့မွေးရမီကဒီမှာမဟုတ်တော့လေအဲ့လိုအိမ်လို့အဲ့လိုလည်းမခံစားမိဘူးဟုတ်တယ်တူပဲမှာကိုရီးယားမှာခင်ခဲ့ပြီးတော့အဲ့လိုထွက်သွားတဲ့တငယ်ချင်းတွေရောရှိလားရှိတာပေါ့ဒီကိုရီးယားရောက်ပြီးမှအဲ့လိုမျိုးဟိုလူဆိုတာရောက်လာပြီးတော့ထွက်သွားတာပုံမှန်ပါပဲလားဆိုတော့ဒီရောက်မှခံစားမိတာပေါ့နော်နှစ်ခုတွေ့လုံးငယ်လေးကမများကြီးမှနေတော့ဆိုရင်အဲ့လောက်ကြီးကိုဖေးမှာအဲ့လောက်ကြီးထွက်မသွားဘူးလေဒီတိုင်းပဲဒီရောက်ခဲ့တဲ့တကယ်ချင်းဆိုလေဒီတိုင်းပဲရှိနေကြတာပဲကိုတီရောက်လာပြီးတော့မှအဲ့လိုမျိုးတွေ့ကျောင်းမှာတွေ့ခဲ့တဲ့တကယ်ချင်းတွေဆိုလဲနောက်ကျတွေ့မယ်နော်နှုတ်ဆက်မယ်နော်ဆိုပြီးတော့ဘယ်တော့မှမတွေ့ဖြစ်တော့ဘူးအဲ့လိုမျိုးလည်းရှိတယ်တချို့ကြတော့လဲသူအခြားသူ့နိုင်ငံသူပြန်သွားပြီးတော့အခြေကျနေရဲဆိုတဲ့အခါကျတော့တစ်ခါတလေ online ကနေပဲဆက်သွယ်ရလောက်ပဲခုနောက်ပိုင်းလည်း online ကနေတောင်မဆက်သွယ်ဖြစ်တော့သူဆိုတာရှိခဲ့ပါလားပဲအဲ့လိုပဲဖြစ်တာပေါ့နော်ပြီးလို့ရှိရင်တငယ်ချင်းတွေဆိုတော့အုပ်စုလိုက်ကြီးပေါင်းခဲ့တာတွေရှိတယ်ပေါင်းခဲ့ပြီးတော့အဲ့အခြေအနေမှာတော့ကိုယ့်အတွက်ကောင်းခဲ့မှာပေါ့နော်ဒါပေမဲ့ကိုကတခြားအခြေအနေရောက်သွားတဲ့အခါမှာသူတို့နဲ့ဆက်ပြီးတော့ရှောက်လည်နေလို့အဆင်မပြေလို့တဲ့အခြေအနေတွေရှိတယ်အဲ့လိုကြတော့လေအဲ့လိုချိန်တွေမှာအမပဲရက်ဆက်ဆက်နဲ့ဖြတ်လိုက်ခဲ့တာမျိုးတွေလည်းရှိခဲ့တယ်အဲ့လိုမျိုးကိုလည်းကိုရှောက်ရတော့ကိုအတွက်အကျိုးမဖြစ်တော့ဘူးပေါ့နော်အဲ့လိုအကျိုးမဖြစ်တော့ဘူးဆိုလို့တကယ်ချင်းကိုအကျိုးကြည့်ပြီးပေါင်းတာလားအဲ့လိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာအရာတခုခုကတော့အပြန်အလှန်အကျိုးပြုနေရမယ်လို့ထင်တယ်ဒီလူနဲ့တကယ်လို့ရှိနေရမယ်လေနော်အဲ့မျိုးရှိနေရမယ်လို့ထင်တယ်။နင်ငါ့ကိုလိုချင်မှပေါင်းလုံးမပေါင်းတာလားပေါ့နော်။အကျိုးရှိလို့ပေါင်းတာလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ဒီတိုင်းကြီးလည်းပေါင်းလို့မရတော့ဘူးလေ။ကိုကအတန်းတူတငယ်ချင်းလည်းမဟုတ်ဘူး။ကြောင်းတက်ရင်ဒီတိုင်းတူတူထိုင်ရမယ့်တငယ်ချင်းလည်းမဟုတ်ဘူးလေ။ကိုအချိန်တွေကိုအသုံးချပြီးတော့ဒီလူနဲ့တွေ့ဖို့ကိုကဆုံးဖြတ်ရတော့မှအချိန်ကိုရောက်နေပြီ။အခါကျတော့တေချာလေးဆုံးဖြတ်ပြီးတော့ပေါင်းတယ်ဆိုတဲ့အခါကျတော့အခုဆိုရင်အရင်ကပေါင်းပြတဲ့
ကိုရီးယားတငယ်ချင်း2ယောက်လောက်ပဲရှိတော့တယ်ကျန်တဲ့တငယ်ချင်းတွေလည်းကိုလန်းကိုသွားသူလန်းသူသွားလို့မျိုးသူကစမခေါ်ရလဲရှိလို့ကိုကစမခေါ်ရလဲရှိရပေါ့နော်ဒီရှိတငယ်ချင်းတယောက်ထားဖို့ဆိုတော့တော်တော်ခက်ခဲတယ်လို့ထင်တယ်ဒီမှာပေါ့နော်မြန်မာပြည်မှာစနေနေတော့မပြောတတ်ဘူးခုကိုတို့အခြေဆုံးကိုတို့အခင်ဆုံးအများနဲ့ရှိနေပေးနေတငယ်ချင်းတွေကတော့ရှိနေပေးတယ်ပေါ့နော်တူတော့မတွဲဖြစ်ဘူးဒီမှာတော့လို့တူသွားဟိုသွားလဲသူနဲ့ဒီသွားလဲသူနဲ့ဆိုရင်တော့အဲ့လိုမျိုးတော့ရှိဖို့ခက်ခဲတယ်လို့ထင်တယ်အမှားတော့မရှိဘူးဟုတ်ပါတယ်အဲ့ဒါတွေရောအမတခုနောက်ပိုင်းပေါင်းတင်ဆက်ဆက်ရေးမှာရောတက်ရောက်မှုရှိလားတငယ်ချင်းအသက်ရှာတဲ့အခါမှာလားရှိတယ်အဲ့လိုဒီတငယ်ချင်းအသက်တွေးတဲ့အခါမှာအရင်တော့ကတော့ကိုနဲ့အဲ့လိုအကြိုက်တူတာမျိုးလို့သချင်းနေပါအကြိုက်တူရုပ်ရှင်နေပါလို့ကြည့်ရတာအကြိုက်တူတာမျိုးဆိုလို့ရှင်လေကိုကစိတ်တွေလှုပ်ရှားပြီးတော့သိရမလားဟာပေါင်းချင်တာသူနဲ့အဲ့လိုမျိုးပေါ့နော်ကြည့်လာတော့ကျတော့ဘသူမှတော့ကိုနဲ့တစ်ထက်တည်း100%တူတဲ့လူကရှိမှာမဟုတ်ဘူးအကြိုက်တူတဲ့လူကလေအဲ့လိုလူကိုသွားရှာမနေတော့ဘူးပေါ့နော်လို့အချစ်ဆုံးတငယ်ချင်းဆိုပြီးအဲ့လိုကြီးတော့ရှာမနေတော့ဘူးဒါပေမဲ့ကိုစိတ်ပိုင်းဆိုင်ရာအရာနဲ့အကျိုးပြုပေးမဲ့လူမျိုးကိုပဲအဲ့လိုစပြီးတော့ပေါင်းဖြစ်တော့ခင်တဲ့လူတော့များတာပေါ့နော်တကယ်ပေါင်းတဲ့လူကတော့မရှိဘူးလို့ပြောလို့ရတယ်တကယ်ချင်းဆိုတော့ပြောလို့ရှေ့ကရှားခဲ့သင်ခန်းစာရရလဲဒီနောက်ပိုင်းကိုရဲ့ပေါင်းတဲ့ဆက်ဆံရေးမှာမတိမတာတော့သူကနဲ့သူတက်ရောက်တာပေါ့ကျွန်တော်လည်းအဲ့တိုင်းပဲဒီတူလာခဲ့တဲ့တငယ်ချင်းတွေပေါ့နော်ခုနပြောတဲ့ဒီအစိုးရ program နဲ့လာတော့ကတငယ်ချင်းတွေကဒီပြန်လာပြီးတော့အကြောင်းပြန်တက်တော့လဲတူပေါ့နော်တူရှိခဲ့တငယ်ချင်းတွေအကုန်လုံးထွက်သွားကြပြီဒီမှာမရှိတော့ကျွန်တော်ပဲအဲ့ base တက်မယ်ဆိုကြံခဲ့နေနေအခုအလုံးလုံးဖြစ်ပြီးတော့ဒီမှာအခုလိုရှိကြံသွားတာပေါ့နော်စစချင်းတော့ကိုလည်းသူတို့လိုပဲထွက်သွားမယ်စဉ်းစားသေးတယ်စဉ်းစားပြီးတော့နောက်ပိုင်းကျလည်းဒီတယောက်နဲ့တယောက်ရဲ့ရွေးချယ်မှုတွေမတူဘူးလေနော်ဆိုတော့ကိုရဲ့အခြေအနေကကိုကဒီမှာနေကြည့်လိုက်ပါအောင်မယ်လေးဆိုနေနေဒီလိုမျိုးနေပြတ်သွားအဲ့တော့ခင်ခဲ့တဲ့အကြောင်းတော့တငယ်ချင်းကတော့အဲ့တော့ကျောင်းသားစိတ်နဲ့အဲ့တော့ဒီလုပ်ငန်းခွင်လည်းမတွေ့ရသေးတော့အဲ့ချိန်ကစိတ်နဲ့အခုစိတ်နဲ့တူတော့မတူဘူးပေါ့တကယ်မှာအခုနောက်ပိုင်းကျွန်တော်လည်းအဲ့လိုပဲတက်ရောက်မှုရရှိရပေါ့နော်လူရွှေးပေါင်းတာတော့မဟုတ်ပဲမှာခုနပြောလို့မတိမတာကိုရောင်မတိလိုက်ပါပဲနဲ့ကိုနောက်ကနေပြီးတော့ဒီလိုမျိုးဆုံးဖြတ်ဖြစ်သွားတာတကယ်မှာဒီလူအစ်တယောက်နဲ့တွေ့ပြီဆိုလို့ရှိရင်သူလည်းချိန်တိုင်းသွားမှာပါပဲလေအဲ့လိုတွေးပြတာပေါ့နော်အဲ့လိုဒီနှစ်တွေအကြာကြီးနေလာတဲ့ခါကျတော့စိတ်ခံစားချက်ပြောင်းလဲလာတာမျိုးတွေရှိလားမလာခင်တော့ဟိုဆီယမပြောခဲ့သလိုပေါ့စိတ်ခံထားလို့ပြောခဲ့မှာကိုကမယုံခဲ့ဘူးလေအဲ့တော့ကလေဒီအခုစိတ်အချိန်နေကြတော့တကယ်တမ်းကျတော့စိတ်တွေကပြောင်းလဲလာတယ်လေခါကျတော့လို့အထီးကျန်တာတို့လို့ကိုအပြစ်တင်စိတ်တွေဖြစ်တာတို့အဲ့လိုမျိုးတွေရောရှိလားစိတ်ကတော့ခုနပြောလို့စင်မာကြီးပြောရဲဟာတွေးမိနဲ့တဖြည်းဖြည်းတည်ရမှာစင်မာကြီးကိုပြန်ပြီးတော့ထိုင်းအောင်ရှက်ခိုးခြင်းတယ်မှန်လိုက်တာပေါ့နော်အဲ့လိုဖြစ်ပြီးတော့ဒီလိုပါပဲလူကတော့ပြောရရင်တော့ဘယ်သူမှကိုကာကွယ်ပေးဖို့လို့စောင့်ရှောက်ပေးဖို့လို့တာဝန်ရှိမနေဘူးကွာကိုမွေးထားတဲ့မိဘကတော့မိဘရဲ့မေတ္တာရာပေါ့နော်ကိုဒီလိုကြီးစုစောင့်ရှောက်ပေးပေမဲ့ဒီမှာတယောက်တည်းဖြတ်တန်းနေရတဲ့အချိန်ကိုအဲ့တော့အဲ့ချိန်မှာငါ့ကိုဘယ်သူကတော့ဆိုပြီးတော့အဲ့လိုမျောလင်းချက်ကမရှိတော့ခုနောက်ပိုင်းဆိုရင်အရင်ကနည်းနည်းလေးမျောလင်းမိတယ်အဲ့လိုကွာဟိုတငယ်ခုနပြောတငယ်ချင်းတွေထွက်သွားတဲ့အချိန်ဆိုဝမ်းနေတာတို့တင်အဲ့လိုမျိုးဖြစ်တယ်အဲ့နောက်ပိုင်းကျစိတ်ကမလာရထင်တယ်အဲ့လိုမဖြစ်တော့ဘူးပေါ့နော်ပြောရရင်ဒီလူကကိုယ့်ချောက်ပေါ်ကိုရက်ပြီးတော့ခြေတစုံချဖို့ကွာအများကြီးနေလို့မရဘူးလေဒီလောကကြီးမှာကဘာပေါ်မှာခြေတစုံလေးရက်ဖို့အတွက်ကဘယ်သူမှရဲနိုင်မတက်ရက်ဆိုပြီးခြီးပြီးတော့လုတ်ပေးစရာဘာအကြောင်းမှမရှိဘူးဘယ်သူမှလည်းတာဝန်ရှိမနေကိုရက်ရမှာကိုရက်နေရမှာအဲ့တော့အဲ့လိုမျိုးမျောလင်းတာမရှိတော့ဘူးစိတ်ကခုနပြောလို့မာလာရပေါ့နော်ငါမှမရက်လို့ရှိရင်ရက်လို့မရဘူးပေါ့နော်စိတ်ထဲမှာဟုတ်တခုတော့ရှိရယ်ဘာလဲဆိုတော့အပြစ်တင်တဲ့စိတ်စွာထားပေါ့နော်ဟိုစိတ်ကနည်းနည်းလေးဒီအားမလို့အားမရဖြစ်တာလို့ပြောရမလားဘာလဲဆိုတော့ကိုကဒီမှာဟိုအရင်ဟိုလိုကြီးပြောရမှာမဟုတ်ဘူးเนาะဒီအစင်ပြပြတည်မှာတတောင်တတာအဲ့လိုမျိုးနေနေရတဲ့အချိန်မှာအခုဆိုစောင်းနှင်းဆိုလို့ရှိရင်လေဒီအခန်းထဲမှာကွာနွေထွေးဟီတာနဲ့တည်မှာအပြင်သွားလဲဒီအကောင်လုံးအစင်ပြေနေတဲ့အချိန်မှာကိုအနေနာမှာကိုမိသားစုခေါ်မထားနိုင်တာတော့အဲ့လိုအချိန်ကြရင်တော့ကိုအပြစ်တင်တဲ့စိတ်ဖြစ်ပြီဖြစ်တော့စိတ်ထဲမှာလေဟောဒီလိုမျိုးကောင်းကောင်းမွန်နေရပေမဲ့ပေါ့နော်ဟိုမှာကိုကလှုပ်ပေးနိုင်တယ်လို့လှုပ်ပေးရဆိုပေမဲ့ပို့ပြီးတော့သူတို့ကိုလည်းကိုနာမှာရှိစေချင်တာအဲ့ချိန်ကြလို့ရှိရင်တော့အပြစ်တင်စိတ်ဖြစ်မိတယ်ဟုတ်ခုနောက်ပိုင်းပြောင်းလဲလာတဲ့အထက်မှာပေါ့နော်တငယ်ချင်းတွေတို့မိတ်ဆွေတွေဘက်မှာရော့သွားရဲဆိုပေမဲ့ခုနကပြောမိသားစုဘက်မှာじゃကိုကအဲ့လိုအပြစ်ရှိတယ်လို့ကြီးပေါ့နော်အဲ့လိုခံစားနေရတဲ့အချိန်တော့ရှိတယ်
ဟုတ်တယ်အမလည်းတူတူပဲရှိတယ်အဲ့လိုမျိုးတော့ဒီမှာနေရလဲကြာပြီဆိုတော့လေဟုတ်တယ်ဟိုဘက်မှာလူတွေကတော့ထင်မှာပေါ့နင်းနေရတာကောင်းနေတာပဲမော်နော်နင်းပဲနေရနေမယ်စိတ်ပူပေါ့ဘာညာပေါ့ဒါပေမဲ့မဟုတ်ကိုကဒီဘက်မှာပျော်သလောက်ပျော်သမျှအပြစ်တင်စိတ်ကနည်းနည်းလေးရှိနေရတာပဲကိုပျော်သမျှတရားခိုင်တော့မပျော်နိုင်ဘူးကိုချစ်တဲ့လူတွေနဲ့မျှဝေမှာပျော်ရွှင်မှုကပို့ပြီးတော့ ဟုတ်တယ်အတိတ်ပဲရှိရတယ်နော် အဲ့လိုမမျှဝေနိုင်တဲ့အခါကျတော့သူ့ဟာအတိတ်ပဲမရှိဘူးသူလိုဖြစ်တဲ့ခံစားချက်တွေရှိတယ်အဲကြောင့်မလို့ငယ်တုန်းကတော့ငါပညာတော်သင်သွားမှနိုင်ငံခြားသွားပြီးတော့နိုင်ငံခြားမှာအလုပ်ကိုင်ရေးလုပ်မှာဆိုပြီးတော့မျှော်လင့်ချက်တွေရှိခဲ့ပေမဲ့အခုချိန်မှာဆိုရင်တော့ဒီလိုအခက်အခဲတွေလည်းရှိပါလားဆိုတော့တီးစီချင်တယ်ငယ်တော့ငါ့ကို ဒါကလည်းအသက်အရွယ်ပိုင်းခြားတစ်ခုရောက်လာတော့ဒီလိုမျိုးအဲ့မှာတွေ့ရတဲ့ခန်းစားချက်ပဲဖြစ်လိမ့်မယ်ထင်တယ်နော် အဲ့လိုပဲနေမှာအော်တို့ထက်အသက်ကြီးတဲ့လူတွေရဲ့ကဘာတွေဒီဟာကိုကြည့်လို့ရှိရင်လဲအော်နင်တို့တွေငယ်သေးတာပဲဆိုပြီးတော့အဲ့လိုဖြစ်ရင်လည်းဖြစ်နေမှာပဲဒီလားနောက်10နှစ်လောက်နေတဲ့အချိန်မှာကျွန်တော်တို့ဒါပြန်ကြည့်မြင်လဲဟောအဲ့တော့ကဒါဘာမှမဟုတ်သေးပါဘူးလေဆိုတာဖြစ်သွားမှာမပြောချင်တာတော့အဲ့လိုဖြစ်ပေမဲ့လို့အခုခံစားရတဲ့အမားတို့ရဲ့ခံစားချက်တွေကအတိတ်ပဲမရှိတာမဟုတ်ဘူးလေနော်ဟုတ်တယ်နေ့ရက်တိုင်းကိုအတိတ်ပဲရှိပဲဖြတ်သန်းသွားမယ်ဟုတ်တယ်ငယ်တယ်ဆိုပေမဲ့ငယ်တဲ့လူရဲ့ခံစားမှုတွေအတိမတ်ပြုတ်တင်တယ်လို့ထင်တယ်အမားကတော့ဟုတ်တယ်ဘယ်လောက်ပဲကိုကအသက်ကြီးနေပြီးငါဟိုအသက်80စီနေပြီးနေတို့တွေမသိပါဘူးဘွားကိုငါပဲသိတယ်ဆိုပြီးတော့အဲ့လိုနေမှာထက်ဒီလူငယ်လေးတွေရဲ့လိုခံစားချက်လေးတွေလည်းအတိမတ်ပြုတ်တင်တယ်လို့တော့ထင်တယ်အမားဟုတ်ပါရဲ့ဒီနေ့ပြောရရင်လည်းများပါပြီဆိုတော့ဒီနားမှာပဲရက်လိုက်မယ်လေနော်ဒီနေ့တော့ကိုရီးယားကိုမလာခင်မှာဘာတွေသိခဲ့ရင်ကောင်းမယ်ဘယ်သူကတော့ဒါလေးတွေပြောပြပေးရင်ကောင်းမယ်ဆိုတော့ဒီအကြောင်းအရာလေးတွေပေါ့နော်အဓိကအဖြစ်တော့စိတ်ပိုင်းဆိုင်ရာအရာအကြောင်းအရာလေးတွေဟိုအချင်းချင်းဖလှယ်ခဲ့ရတဲ့အတွက်အမှဝမ်းသာပါတယ် Stay healthy Stay positive